และไอ้มันป่าเบสาပြတာကြည့်ချင်သူများတော့နော်ဒီနေ့ကျွန်တော်လက်အိမ်မဝတ်ပဲစားပြမှာဖြစ်ပါတယ်ခင်ဗျာငါပြီးရထုံးစံတိုင်းထဲမှာနော်လက်အိမ်ဝတ်တဲ့ဆိုတာကတော့ကျွန်တော်စကြည့်စကြဖြစ်လို့ဝတ်တာမဟုတ်ဘူးနော်ကျွန်တော်ကဟိုစားပြီးခါကျလက်ပူတယ်လက်ဆက်တယ်ဗောနော်လက်အနက်ဆိုအဲ့ဒါကြောင့်ကျွန်တော်ကဝတ်ပြီးစားပြတာဖြစ်ပါတယ်ခင်ဗျာပုံမှန်ဆိုကျွန်တော်လက်အိမ်မဝတ်ပါဘူးခင်ဗျာငါပြီးမြများဆွဆွဲလေးနဲ့စားမယ်နော်ငယ်ချင်းတို့ငါဒီနေ့ငါပြီးရတိတ်မဆက်တော့ကျွန်တော်ငါဒီမို့အနေငယ်ဒီထဲမှာဖြစ်တယ်ခင်ဗျာโอเคဒီတော့ဆိုရင်တော့ရရနော်ဒီတော့ငါပြီးရအနက်နဲ့တော်တော်ဗိုက်စားနေနော်မွေးနေလာပဲဒီအပင်တော်တော်များများမေးထားအောင်နော်ဗပင်နေပေါ့ဒါကတော့မြန်မာလိုခေါ်ရင်တော့တက်ပြဖူးပင်ပေါ့ဗျာဒီကောင်ကအစိမ်းနဲ့စားလို့ရတယ်ပြုတ်ပြီးတော့စားလို့ရနော်တော်တော်ကောင်းတယ်ပြီးနေဆိုအရင်လိုက်吧，这倒干净呢，而且倒细呢。那花丁碰到这个呢，也热了，不是花面，你看花什么去了？这现在杀了呀，别了杀了呀。ဒါတော့တီးစုံဟင်းကြိုပါလေတို့က fiber အမြင့်တဲ့အရင်များဒါကျမရဲ့အတွက်ကောင်းလားငိုရဒီမှာဒီမျိုးပူပူလေးတစုံတောက်လိုက်ရရင်တော့ရေထဲထိကိုနှွေးစီရကြเนี่ยเตี้ยเนี่ยอันนี้ไงยะล่ะป๊อบเป็นมั้ยအစင်းစားရအစင်းနဲ့ခါကြလေဒီနော်အစင်းနဲ့အပြုတ်ယူရဆိုတော့အပြုတ်ပိုကောင်းတယ်တော့အကြံပေးရအောင်